ဒီဇလန်အစာမှာအတွင်းမှုကတတိဟိုမှာကြည့်စမ်းအဲ့ဒီတော့ကသူပဲတတိကိုတက်ကတို့တက်နိုင်အောင်ကူညီပေးခဲ့တဲ့သူလေးလို့ပြောလိုက်တယ်တတိရှောင်းမင်းကတကယ်ပဲသူဖြစ်နေတာကိုလို့အံ့ဩတကြီးဆိုတယ်အဲ့ဒီချိန်မှာသမီးလေးကပြေးလာပြီးအဖေသမီးစာမဝဲအောင်ပြီးသမီးစာမဝဲအောင်ပြီးလို့ဖခင်ကိုဝမ်းသာအားရပြောလိုက်အဖေဖြစ်သူကဒီဘာပြောလိုက်တာလဲဘာစာမေးပွဲအောင်တာလဲလို့ထပ်မေးလိုက်တယ်သမီးဖြစ်သူကအဖေသမီးရှဲဦးတက်ကတို့ဝင်ခွင့်အောင်ပြီးရှဲဦးတက်ကတို့ကဒီလောက်ကောင်းတဲ့ကျောင်းကြီးကိုတက်ရတော့မယ်လို့ဝမ်းပန်းတတာဖြေးတယ်အဖေဖြစ်သူကသမီးကငါတို့အန်ဘီသားစုကိုတကယ်ကျေးဇူးများတာပဲအရန်ကြီးမားတဲ့ကျေးဇူးပဲသမီးရဲ့ရာသီဥတုကလည်းအရန်ပူနေပြီသမီးအရင်ပြန်နေတော့အဖေအလုပ်စင်းတာကိုစောင့်ပြီးရင်အဖေပြန်လာပြီးဟင်းကောင်းကောင်းချက်ကျွေးမယ်လို့ပြောပြီးသမီးကိုအိမ်ပြန်ခိုင်းလိုက်တယ်သမီးကလည်းဟုတ်ကဲ့အဖေဒါဆိုသမီးအိမ်ပြန်ပြီးအဖေကိုစောင့်နေမယ်နော်အလုပ်လုပ်ရင်လည်းဂယူးဆိုင်ပါအောင်လို့မှာပြီးပြန်ထွက်သွားခဲ့တယ်အဖေဖြစ်သူကတက္ကသိုလ်ဝင်ခွင့်အောင်တာကောင်းတဲ့ကိစ္စပဲဒါပေမဲ့ကျောင်းလာကအများကြီးပဲငါဘယ်လိုလုပ်ရမယ်လို့စိတ်ပူနေခဲ့မိတယ်အတွင်းမှုကကြည်စမ်းအဲ့ဒီကလေးတောင်တလောက်ကြီးနေပြီပဲမိသားစုတောင်ရနေလောက်ပြီနောက်ပြီးသူကဒီမှာအချိန်ကြာကြီးပစ္စည်းအောင်ကောက်နေတဲ့သူလေဘာလို့ဆက်ပြီးတွေ့တာနေမှလဲလို့ဝင်ပြောတယ်တထေးရှောင်းမဲငါကိုယ်တိုင်သူ့စီသွားလိုက်ပါမယ်အရင်တော့ကသူဒီလိုမဟုတ်ဘူးတချို့ကိစ္စတွေကိုရှင်တို့နားလည်မှာမဟုတ်ဘူးငါသူ့ရှိမှတင်ရှင်းရှင်းလင်းလင်းမေးရမယ်ဒါဆိုရှင်တို့အရင်ပြန်နေကြတော့လို့ပြောလိုက်တဲ့အခါအတွင်းရေးမှုကဟုတ်ကဲ့ပါတထေးလို့ပြောလိုက်တယ်တထေးရှောင်းမဲခဏဆောင်အတွင်းမှုချမ်းရှင်ကားပေါ်ရင်တက်နှင်ပါငါပြင်ဆင်ထားတဲ့ပစ္စည်းတွေကိုခဏနေယူလာခဲ့ပေးလို့တားလိုက်တယ်အတွင်းရေးမှုကဟုတ်ကဲ့ပါတထေးလို့ပြန်ဖြေလိုက်တယ်အဲ့ဒီချိန်မှာဖုန်းဝင်လာပြီးဖုန်းထဲမှာဆရာဝန်ဒါကအန်းဟွာကြီးရဲ့မိသားစုဟုတ်ပါသလားလို့မေးလိုက်တယ်အန်းဟွာကြီးကလည်းဟုတ်ကဲ့ပါဒေါက်တာကျိုးကျွန်တော်အဖေရဲ့ကျန်းမာရေးအခြေအနေဘယ်လိုရှိလဲခင်ဗျားလို့စိုးရင်တကြီးပြန်မေးလိုက်တယ်ဆရာဝန်ကအခုတော့အခြေအနေတော်တော်လေးတည်ငြိမ်သွားပါပြီမနေ့ပြန်ဆေးကုသမှုစလို့ရပါပြီဒါပေမဲ့အရင်တစ်ခေါက်ကခင်ဗျားတို့သွင်းထားတဲ့ယွမ်3000ကကုန်သွားပြီမို့နောက်ထပ်ယွမ်2000ထပ်ပြင်ဆင်ထားဖို့လိုပါမယ်လို့ရှင်းပြတယ်အန်းဟွာကြီးကဟုတ်ကဲ့ပါဒေါက်တာကျိုးကျွန်တော်ငွေအမြန်ရှာပြီးလာပေးပါမယ်ခင်ဗျားစိတ်ချပါကျွန်တော်အဖေဆေးရုံကဆေးရင်စိတ်ကူးသားစိတ်ပြန်ထုတ်ခွင့်ရမှာမို့တိတ်ကုန်ကြမှာမဟုတ်ပါဘူးအချိန်မဆွဲပါနဲ့တော့ဟုတ်ကဲ့ပါဒေါက်တာကျိုးသိချပါမနေ့ပြန်ကျွန်တော်တေချာပေါက်ရှာနိုင်ပါပါဟုတ်ပြီဒါဆိုဒီလိုပဲလုပ်ကြတာပေါ့တပတ်မှာတော့အကျွေးတောင်းသူကောင်းဆောင်ရွှေမန်းဒီနေ့ကနောက်ဆုံးရက်ပဲနော်9သိန်းတင်လေးမှရောလို့မရဘူးမင်းထပ်ထုတ်မပေးနိုင်သေးရင်ငါ့ကိုအားနာမှာမဟုတ်ဘူးလို့မပြောနဲ့တော့လို့ချင်းချောင်းလိုက်တယ်ရွှေမန်းကအကိုကျမကိုနောက်ထပ်ရက်အနည်းငယ်လောက်အချိန်ဆွဲပေးပါဦးကျမမှာတေချာပေါက်နီးလန်းရှိပါတယ်လို့တောင်းပန်လိုက်တယ်အကျွေးတောင်းသူကောင်းဆောင်ကဘာနီးလန်းလဲမင်းမှာဘာနီးလန်းရှိနိုင်မှာလဲဟိုလူစီယာပတ်စံနေယူလာပြီးကတည်းကအခုချိန်မှာမင်းရဲ့ပြဿနာတွေကိုရှင်းပေးမဲ့သူဘယ်သူရှိအောင်မလဲလို့လောင်ပြောင်လိုက်တယ်ဒွေမန်ကအထိတ်တုန်းကအန်းဟွာကြီးကကျမတို့အိမ်ရောကားရောအကုန်ရောင်းပြီးပေါင်နှံခဲ့တာသူကကျမကိုချစ်ဆုံးပဲပြီးတော့သားသမီးတွေဒုက္ခရောက်မှာကိုအကြောက်ဆုံးပဲလူတယောက်ရှိတယ်ကျမရဲ့ခင်မဟောင်းအန်းဟွာကြီးလေအဲ့လူကအရန်ရိုးအားတာအဲ့တုန်းကကျမငွေကြေးပြဿနာတွေအများကြီးဖြစ်နေတာကိုသူပဲကျမကိုစားအကုန်ခံရှင်းပေးခဲ့တာအဲ့ဒီနောက်ပိုင်းကြားရတာတော့သူကသမီးလေးကိုတစ်ချိန်လုံးကြွေးမွေးစောင့်ရှောက်လာတာတဲ့သူ့ရင်ထဲမှာအားငယ်ဆုံးຢာကကလေးပဲကျမကလေးကိစ္စကိုသာပြောလိုက်ရင်သူလက်လူရှူထားနိုင်မှာမဟုတ်ဘူး။ခင်ရဲ့ခင်မဟောင်းအခုသူ့မှာပတ်စံရှိနေပြီလား။အရင်ကသူကပတ်စံရှိတဲ့သူတယောက်ဖြစ်ခဲ့ဘူးတယ်။အခုပတ်စံမရှိတော့ရင်တော့နည်းနည်းပါးပါးတောင်းလို့ရနိုင်သေးတယ်။အဲ့ဒီတော့ကသူကပစ္စည်းဟောင်းကောက်တဲ့ဆင်းရဲတဲ့ចောင်းသူလေးတယောက်ကိုတောင်ယွမ်3သိန်းပေးခဲ့သေးတာ။ဒီလောက်သဘောကောင်းတဲ့လူမျိုးကိုကျမနည်းနည်းလောက်ငိုပြလိုက်တာနဲ့သူတေချာပေါက်စိတ်ပျော့သွားမှာပဲလို့အစီအစဉ်ချရှင်းပြတယ်။အကျွေးတောင်းသူကောင်းဆောင်ကမင်းဘလို့နီလန်335ခယူးမဆိုင်ဘူး။ဒီနေ့ပတ်စံကိုတွေ့ရမှာဖြစ်မယ်လို့ပြက်ပြက်သားသားပြောလိုက်တယ်။ရွှေမန်ကကောင်းပြီဒါဆိုရှင်ကျမနဲ့လိုက်ခဲ့ရှင်သူ့ဘေးမှာရက်ပြီးတောင်းပေးနေရင်သူပတ်စံမထုတ်ပေးပဲနေရမှာမဟုတ်ဘူးလို့အကြံပေးလိုက်တယ်အကျွေးတောင်းသူကောင်းဆောင်ကငါတခြားကိစ္စလေးတွေရှင်းစရာရှိသေးတယ်မင်းနဲ့လိုက်သွားပေးဖို့အချိန်မရှိဘူးဒါဆိုရှောင်ပြောင်းကိုမင်းနဲ့အဖော်လိုက်သွားခိုင်းလိုက်မယ်ရှောင်ပြောင်းထွက်ခဲ့မင်းရွှေမန်နဲ့တစ်ခေါက်လောက်လိုက်သွားလိုက်လို့အမိန့်ပေးလိုက်တယ်ရှောင်ပြောင်းကဟုတ်ကဲ့ပါအကိုလို့ခေါင်းငိမ့်လက်ခံလိုက်တယ် KMC Recap Channel ကနေတင်ဆက်ပေးတဲ့အပိုင်းတက်ကတော့ဒီလောက်ပါပဲခင်ဗျမကြခင်ပိုင်းတွေကိုဆက်လက်တင်ဆက်ပေးမှာမို့စောင့်မျှော်ကြည့်ရှုပေးကြပါဦးခင်ဗျာခုလိုစောင့်မျှော်ကြည့်ရှုအားပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ